ဘာဝကိုတွေ့ကြုံနေကြလူတိုင်းမေကောင်းစိုးနှစ်တန်းဆုံးတွေ့လို့တလဲစီလဲအမြင်နေလောကရန်ကြုံမဖြုံးတဲ့ပေါ်မတုံတဲ့နဲ့စိတ်ခိုင်လေတော့ကိုထိရမသိအင်းငိမ့်ချမ်းသာနေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေစီရဲ့ချမ်းသာတဲ့ဘာဝကိုတွေ့ကြုံနေကြလူတိုင်းမေကောင်းစိုးနှစ်တန်းဆုံးတွေ့လို့တလဲစီလဲအမြင်နေလောကရန်ကြုံမဖြုံးတဲ့ပေါ်မတုံတဲ့နဲ့စိတ်ခိုင်လေတော့ကိုထိရမ